ငါစင်မတက်ပြီးတော့ကားနိုင်လို့ရှိရင်ငါ့ကိုကြိုက်မှာလားကြိုက်မယ်နေမင်းသားမဟုတ်လူရှင်တော်မဟုတ်လူချမ်းမဟုတ်နေစင်မတက်တာနဲ့နေငါကြိုက်မယ်အဲ့တကစ်တခါကကျွန်တော်မင်းသားဖြစ်ဖို့ကြိုးစားဘူးရတယ်ဒီရုပ်ဒီရည်နဲ့ကောမလေးကကျွန်တော်ကြိုက်မယ်ဆိုတော့အေးဟုတ်ပြီဇက်ဆရာတွေကျွန်တော်ရှောက်ပြောတယ်ဇက်ဆရာကျွန်တော်ပညာရေးလောကကိုတော့ဆုံးလို့လိုက်ပါပြီမဆုံးလို့လည်းမရပါဘူးရှစ်တန်ကို၃ညဖြေတာပြီးမအောင်ပါဘူးကျွန်တော်ပညာရေးကိုဆုံးလို့လိုက်ပြီးဇက်ကောက်ဖို့ပဲကျွန်တော်ကြိုးစားတော့ဇက်ဆရာကျွန်တော်ပြောတယ်ရောက်ငါတို့ဇက်သပင်လေးဥမော့ယုံရှိသေးတယ်မင်းပညာရေးပဲဆက်လုပ်ပါငါတို့ဇက်သပင်မကူးလိုက်တော်ပြီနောက်တစ်ယောက်ကျွန်တော်ပြောတယ်ဇက်ဆရာကျွန်တော်တော့ပညာရေးကိုစိတ်ဝင်စားတော့ကျွန်တော်ဇက်ကောက်ဖို့ပဲကြိုးစားကျွန်တော်ကတော့အမှန်တော့ကမလီတရက်ကိုကြိုက်လို့တာလို့အဲ့ဇက်ဆရာလည်းကျွန်တော်ကြည့်ပြီးတော့မင်းအမေအကျွေးမှန်သမျှငါအကုန်ပြန်ဆက်မလို့ပြောပြီးပါမင်းဇက်သပင်နဲ့မဝင်တော်ပါပြီအင်မတန်ကားရလွယ်တဲ့ဇက်ကိုကျွန်တော်မကရအဲ့နဲ့ကရင်မဝင်စားလို့ချင်ရှိနေကျွန်တော်အေးအောင်မှမှောက်အိမ်လို့တနေ့ကျတော့ဇက်ဆရာတည်းကဖြတ်သွားတော့ကျွန်တော်မြင်တာနဲ့သူကအင်မတန်ဝမ်းသာသွားတယ်ဟာကြိုက်ပြီကျွန်တော်လက်ညှိုးထိုးကျွန်တော်မှောက်အိမ်ဘာကျမင်းမျက်နှာကိုငါကြိုက်ဘာလို့ကြိုက်တယ်မင်းဇက်ကမလားဟာကကျင်တာပေါ့ကျွန်တော်စင်မော်ရောက်တဲ့နဲ့ကျွန်တော်ကောင်းမလေးရဲ့ကျွန်တော်အဖြေပေးမအောင်ကတ်မကဲပြောပါဦးကျွန်တော်ဘယ်နေရာကလူချမ်းနေရာကမလားလူရှင်တော်နေရာကမလားဒါမှမဟုတ်လို့ရှိရင်မင်းသားနေရာကမလား